ဝဲဒီချမ်းကြီးများမင်္ဂလာပါဗျာဒီတစ်ခေါက်တော့ကျွန်တော်တို့ဘန်ကောက်ကနေကျွန်တော်တို့ပတ်တရားကိုအလဲသွားရင်းနဲ့ထုံးစံတိုင်းပေါ့နော်ပိုးအားထားလာလို့ပတ်တရားမှာရှိတဲ့ shooting range လေးတစ်ခုမှာတနက်သွားပြည့်ခဲ့တဲ့ဟာလေးကိုကျွန်တော် vlog လေးပြန်လုပ်ပေးတာဖြစ်ပါတယ်ဗျshooting range လေးနာမည်ကတော့ကျွန်တော် Tiffany shooting range လို့ခေါ်ပါတယ်Tiffany ကတော့ကျွန်တော်တို့ Terminal 21လောက်မှာရှိပါတယ်ပေါ့နော်သူက shooting range အပြင်ပြဇက်ကတွေလည်းလုပ်ပေးတာမျိုးတွေရှိပါတယ်ဗျသူကတော့ Indo ပေါ့နော် Indo shooting range ပေါ့နော်အဲ့မှာသွားပြီးတော့ပြည့်ခဲ့တာပဲဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်ညီနဲ့2ယောက်ပြစ်တာပေါ့နော်ကျွန်တော်တို့က 9mm နဲ့45တော့ပြစ်ပါတယ်ပြီးတော့ကျွန်တော်တို့က2ယောက်ကိုကျွန်တော်တို့ဘတ်2600ကြာပါတယ်ပေါ့နော်2600ဆိုတော့တယောက်ကိုဘတ်1000လောက်ကြာပါတယ်ကျွန်တော်တို့လက်မှတ်တွေပါထိုးရတယ်နေလေးစာတွေပါရှိရတယ်ပေါ့နော် citizen တွေပါပြင်နိုင်ငံသားလေးရှိရတယ်ပြီးရင်ကျွန်တော်တို့ကြည်စံ9000စီပြီးပါတယ် .45 နဲ့ 9mm 9000စီပြီးတယ်ပေါ့နော်2ယောက်ပေါင်း10,000ပါခင်ဗျပြီးတော့ကျွန်တော် instructor တွေပါလည်းရှိပါတယ်တခြားလေးသင်ပေးပါတယ်အချို့ shooting range တွေကတော့ဓာတ်ပုံနဲ့ဗီဒီယိုအတွက်ပန်ကားနဲ့ကောက်တာမျိုးတွေရှိပါတယ်ဒီမှာတော့မကောက်ပါဘူး free ပါเนาะဒါကတော့ယူပါထားတာပါဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်